ကဘာဥစားဖျားပေးထားတဲ့မင်္ဂလာကတိတွေဒီချိန်မှာတူနှစ်ယောက်တည်းဖြစ်နေပြီခင်များအားလုံးဖြတ်ကျော်အတူတူလက်သွေးရင်ဖယားခင်တန်ဖိုးထားမယ်သူနှစ်ယောက်အိမ်သာအိမ်ဆောင်မချမ်းသာလေမချမ်းသာလေသူတို့ဘာကိုကြောက်ခဲ့နေဖယားပေးထားတဲ့အိမ်ဆောင်စုရာလာပါနေ